ဒီကလေးလေးမွေးဖွားလာတဲ့အချိန်မှာတော့သူ့အတွက်ဒိုင်ပါတစ်ထည်ချုပ်ဖို့လူ9ယောက်တောင်ပူးပေါင်းချုပ်ရပါတယ်ခြေအေးတစ်ဖက်တောင်လူ9ယောက်လောက်အတူလုံးမှပြီးစီးနိုင်ပါတယ်သူဟာပင်လယ်တန်းဆက်မှာစွန့်ပစ်ခံထားရတဲ့အေယာမကလေးတစ်ယောက်ဖြစ်ပြီးနောက်ပိုင်းမှာစိတ်ကောင်းရှိတဲ့ရွာသားတွေကတွေ့ရှိကမွေးစားဆောင်ရှောက်ပေးခဲ့ကြပါတယ်အချိန်ကြာလာတာနဲ့အမျှအေယာမကလေးဟာကြောင်းတက်ရမယ့်အရွယ်ကိုရောက်လာပါတယ်ဒါပေမဲ့သူ့ရဲ့အရွယ်စားကြီးမလုံးတာကြောင့်စာတင်ခန်းထဲမဝင်နိုင်ပဲတင်းပေါက်အပြင်ဘက်ကနေတင်ခန်းစာတွေကိုနားထောင်ခဲ့ရပါတယ်ဒါတောင်ဆီယာမကခက်ခဲတဲ့ပုစာတစ်ပုဒ်ကိုတင်ပုံးပေါ်ရေးလိုက်တိုင်းအပြေမှန်ကိုအရင်ဆုံးဖြေနိုင်သူကသူပဲဖြစ်ပါတယ်ကျောင်းဆင်းတဲ့အခါကလေးတွေကသူ့ကိုရွာကန်သားမှာလာကစားဖို့အမြဲဖိတ်ခေါ်ကြပါတယ်အေယာမကြီးကအဝတ်တွေချုပ်ပြီးရေထဲကိုခုန်ချလိုက်တာနဲ့ကလေးတွေကသူ့အောက်မှာမပိမိအောင်ကမ်းပေါ်ကိုအလျင်မြန်တက်ပြေးကြရပါတယ်ဒါပေမဲ့ဘယ်သူမှသူ့ကိုမမုန်းကြပါဘူးအဲ့ဒီအစားသူ့ကိုအသက်ရှင်နေတဲ့ရေပြောကစားကွင်းကြီးလိုသဘောထားပြီးပျော်ရွှင်စွာကစားကြပါတယ်မကြခင်ခရစ်စမတ်ပွဲရောက်လာပါတယ်မွေးစားဖခင်ကဆန်တာကလော့စ်အဖြစ်ဝတ်ဆင်ပြီးသူ့ကိုအေယာမပုစိန်ကြီးတစ်လက်ဆောင်ပေးခဲ့ပါတယ်အနာဂတ်မှာတစ်ခုတ်သမားကောင်းတစ်ယောက်ဖြစ်လာစေခြင်းလို့ပါအေယာမကြီးကလည်းလူတိုင်းမျှော်လင့်ထားသလိုစွမ်းဆောင်ပြခဲ့ပါတယ်။ပစိန်ကြီးကိုလွယ်လွယ်ကူကူလွှဲနိုင်ပြီးတစ်ပင်တွေကိုဟင်းသီးဟင်းရွက်လိဖြတ်သလိုလွယ်ကူစွာခုတ်လဲနိုင်ခဲ့ပါတယ်။အခြားသူတွေတစ်နှစ်လုံးလုပ်ရမယ့်အလုပ်ကိုသူက10မိနစ်အတွင်းပြီးစီးအောင်လုပ်နိုင်ခဲ့ပါတယ်။သူ့ရဲ့အကူအညီကြောင့်ရွာသားတိုင်းတစ်သားအိမ်အစ်စ်တွေပိုင်ဆိုင်လာကြပြီးရွာလဲတဖြည်းဖြည်းချမ်းသာလာခဲ့ပါတယ်။လူတိုင်းပုံမကောင်းမွန်တဲ့ဘဝကိုရရှိသွားတာကိုမြင်တဲ့အခါအေယာမကြီးကအခြားနေရာတွေကလူတွေကိုလည်းကူညီပေးဖို့ဆုံးဖြတ်ကခီးထွက်သွားခဲ့ပါတယ်။အေးခဲလုံးနဲ့ညတညမှာသူဟာတုံချောင်းနှစ်ချောင်းကိုပုတ်တိုက်ပြီးမိမွေးဖို့ကြိုးစားနေစဉ်အနီးနားကအားနည်းတဲ့အော်တန်တစ်ခုကိုကြားလိုက်ရပါတယ်။ချက်ချင်းထပ်ပြီးစုံစမ်းကြည့်လိုက်တော့အဲဒီတန်ကြောင့်တေခါနီးနေတဲ့ကျွဲတစ်ကောင်ကိုတွေ့ရှိခဲ့ပါတယ်။မဆိုင်မတော်ပဲအေယာမကြီးကကျွဲကိုမီနာတို့တွန်းပို့ပြီးရွေးထွေးစေခဲ့ပါတယ်ခဏကြာမှတော့အဲ့ဒီကျွဲဟာအံ့ဖွယ်ကောင်းစွာအသက်ပြန်ရှင်လာခဲ့ပါတယ်ကြည့်ရှုသူများအားလုံးစိတ်နှလုံးရှင်လန်းကြပါစေကာတွန်းစကားကောင်းများကြည့်ရှုခြင်းပါက like and follow လုပ်တော့ပေးကြပါနော်